မင်္ဂလာရှိတော့မနေ့ကမှာအားလုံးညီကောင်မောင်နှမအရောက်စီတိုင်းမင်္ဂလာပါလို့မနေ့ကနှုတ်ခွန်းဆက်တတ်ပါတယ်အရောက်စီတိုင်းဖရာသခင်အထူးကောင်းကြီးပေးပါစေဒီနေ့ပြန်လည်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပျက်တဲ့အရာလေးကိုတကယ်ကိုကျွန်တော်ကပြန်လည်ပြီးတော့တမန်ကျမ်းစာနှုတ်ကပတ်တော်ကိုဖတ်ရှုဆင်ခြင်လေ့လာတဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပျက်တဲ့အရာလေးကိုမြင်တွေ့နေပါတယ်နှုတ်ကပတ်တော်ထဲမှာဆိုထားပါတယ်ဒီနေ့ရဲ့နှုတ်ကပတ်တော်အနေငယ်ဝင်ကားခြင်းကကောင်းစဉ်ကတော့နောက်ဆုံးကာလဤနမိတ်လက္ခဏာများတကယ်ကိုကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေပြီငလင်လှုပ်ခြင်းစစ်ပေးတွေရှောင်ရခြင်းနော်မီးပေးရေပေးတကယ်ကိုကြုံရတဲ့အချိန်အခုမြင်တွေ့ရနေပါတယ်အဲကြောင့်ကျွန်တော်တို့နှုတ်ကပတ်တော်ထဲမှာရှင်မတ်တဲ့ခရစ်ဝင်ခန်းကြီး24ပိုက်ငယ်9မှာလူတစ်မျိုးနဲ့တစ်မျိုးတဏ္ဍာနဲ့တဏ္ဍာရံဖက်ပြုတ်လိုက်မည်အရရက်တို့၌အစာကောင်းဖားခြင်းကာလနာများပြားခြင်းမေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိုက်မည်တဲ့တကယ်ကိုအခုချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအစာတွေလည်းခေါင်းပါလာပြီနော်စာဝတ်နေရေးလေးအစကြက်တေးလာတယ်လမ်းပန်းစစ်တွေရေးလေးအစခက်ခဲလေးကြုံလာတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာတကယ်ကိုဖြစ်ပျက်လေမြင်တွေ့နေပြီမိပေးရေပေးစစ်ပေးနော်အခုကငလင်ပေးပြန်ရောက်လာတယ်အဲဒါကြောင့်တကယ်ကိုချစ်တော်ညီကိုတို့မိတ်ဆွေတို့တကယ်ကိုကျွန်တော်တို့ရဲ့ဓမ္မကျမ်းစာနှုတ်ကပတ်တော်ဒီတကယ်ကိုလက်တွေ့ကိုဘုရားကဟောထားပါတယ်ဆက်လက်ပြီးတော့ကျမ်းပိုက်တစ်ပိုက်ရှင်မသက်ခရစ်ဝင်ခန်းကြီး24ပိုက်ငယ်7မတရားသောအမှုတို့သည်များပြားသဖြင့်အများသောသူတို့ဤချစ်ချင်းမေတ္တာသည်ခေါင်းပါလိမ့်မည်တဲ့ချစ်တော်ညီကိုမိတ်ဆွေအပေါင်းတို့တကယ်ကိုနှုတ်ခပတ်တော်လာတဲ့အတိုင်းနော်